ဒီနေ့မှာတော့1998ခုနှစ်မှာထွက်ရှိထားပြီးဖြစ်ရမှန်ပေါ်ခြေခံရိုက်ကူးထားတဲ့ Gangster ရုပ်ရှင် Donnie Brasco အကြောင်းကို spoiler ရှောင်ပြီးတော့ပြောပြပေးသွားမှာပါ Northern Brief ကနေကြိုဆိုပါရစေယခုရုပ်ရှင်ဟာဆိုရင်1980ဝန်းကျင်နယူးယောက်မြို့ FBI agent Joseph Dominic Piston ရဲ့သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေပေါ်ခြေခံပြီးတော့ရိုက်ကူးထားပါတယ်ဒီရုပ်ရှင်ကိုဒရိုက်တာမန်နျူဝဲကရိုက်ကူးထားပြီးတော့ Joseph Piston နေရာမှာဆိုရင်လည်းမင်းသားကြီး Johnny Depp ကအဓိကပါဝင်တည်ဆောင်ထားပါတယ်။ Gangster ရုပ်ရှင်တွေဆိုမြဲတွဲမြင်ရလေးရှိတဲ့ Godfather မင်းသား Al Pacino လည်းအဓိကနေရာကပါဝင်ထားပါသေးတယ်။ Piston ဟာ Donnie Brasco အဖြစ်ပနာနိုဂိုင်းမီတာစုရဲ့စိတ်ဝင်ထောက်လှမ်းခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီးအဲ့ဒီခေတ်မာဖီးယားဂိုင်းတွေရဲ့လုံရေးလှုပ်ရှင်တွေကိုလည်းမြင်တွေ့ရမှာပါ။ Gangster ရုပ်ရှင်လို့ပြောလိုက်တာနဲ့ဒီရုပ်ရှင်ကိုချမ်းသာထားခဲ့လို့မရပါဘူး။ဒီရုပ်ရှင်ကိုမင်းသား Johnny Depp နဲ့မင်းသားကြီး Al Pacino တို့ကအတွဲညီညီတည်ဆောင်ထားတာဖြစ်လို့ဟောင်းပေမဲ့ကောင်းစေရုပ်ရှင်ဖြစ်တင်ဆက်ပေးလိုက်ပါတယ်ရုပ်ရှင်အစားဆုံးကိုတော့တွားရောက်ခန်းစားကြည့်ပါလို့ပြောကြရင်ကျွန်တော်ကတော့ Northern Brief က Anime Page ပါ